ကျွန်တော်တို့ပြည်သူတွေကလည်းဗာပြောမယ်ဆိုတော့ဒီကိစ္စနဲ့ပတ်သက်လာရင်ကျွန်တော်အစိုးရကိုလက်ညှိုးထိုးတယ်အစိုးရလက်ညှိုးထိုးတော့ဒီပုံကိုယ်တွေကမကြိုက်ဘူးဟာအစိုးရကိုလက်ညှိုးထိုးတယ်မင်းတို့တွေကြောက်သူကြောက်ကိုကြောက်လက်ညှိုးထိုးတာဒါပေမဲ့အမှန်တရားကိုကျွန်တော်တို့ချက်ချင်းပြောမယ်နော်အဲ့ဒါနဲ့ပတ်သက်လာလို့ရှိရင်နံပါတ်1ချက်သတင်းဖုံးပေးသတင်းဖိပေးအားလုံးကိုချိန်ချောက်နေတာကအစိုးရဒီကိစ္စကိုမဖော်နဲ့နော်မပြောနဲ့နော်မရေးနဲ့နော်ဒါတွေကဘယ်သူမှခြံစည်းရောမခတ်ပါဘူးဆိုတဲ့ပုံစံမျိုးရေးလို့ရှိရင်အဲ့လူတွေဟာဒုက္ခရောက်သွားနိုင်တယ်ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ကတော့ပြောတယ်ပေါ့နော်ပုံနေပြောကျွန်တော်လည်း line ပေါ်မှာပြောသူတွေဆွရတာနော်အားလုံးမအော်ဆွရတာဘာကြောင့်လဲဆိုတော့သူတို့ဆွရမှာသူတို့ကလည်းဆွရတဲ့ခါကျတော့ဒီပုံကိုယ်တွေကသွားကြည့်မယ်သွားကြည့်တယ်ပေါ့သွားကြည့်တယ်သတင်းလိုက်တဲ့ခါဟာဟုတ်တာပဲတရုတ်ကကျူးကျော်နေခြံစည်းတွေကြော်ခတ်နေပြီသိတဲ့ခါကျသူတို့ကပြောတယ်အဲ့လိုမျိုးလည်းတွေ့တယ်ရောအုတ်ချုပ်ရည်မှုကဘာပြောလဲတရုတ်ရဲ့အုတ်ချုပ်ရည်မှုဦးမင်းအွန်လိုင်းကမင်းတို့တွေမပြောနဲ့နော်ဒီကိစ္စနဲ့ပတ်သက်လာရင်ထိန်းသိမ်းပြောပါနော်ဘာမှမြေကျူးကျော်နေတာမရှိဘူးဟုတ်လားမရှိဘူးပဲပြောပါအမှန်တရားအပြည်တွင်းမှာမရှိဘူးအဲ့တော့အမှန်တရားကိုကျွန်တော်တို့ကစတင်ပြောရတော့မယ်ပြောတဲ့ခါမှာစောနာကျွန်တော်ပြောသလိုအဘအားပေးထောက်ခံသူတွေကပြည်သူနဲ့ဒီ PDF တွေကိုလက်ညှိုးထိုးပြီးတော့မင်းတို့ကြောက်ဖြစ်တာကျွန်တော်တို့ကလည်းခင်ဗျားတို့အဘတွေကြောက်ဖြစ်တာဒီနေရာမှာဘယ်သူမှန်တယ်လဲဘယ်သူကဒီကိစ္စကိုပြောနိုင်မလဲဆိုတဲ့ခါကျတော့ဝါတို့မိုင်းလာတို့ဟလာနောက်ထပ်ဒီကိုကန်တို့သွားပြီးတော့ကျွန်တော်တို့ကမင်းတို့တွေစန့်ကျင်ပေးလေကွာပြောလို့မရဘူးဘာကြောင့်ပြောလို့မရလဲဒီလူတွေကဘာဆိုဘာမှပြောပိုင်ခွင့်ရှိရတယ်မဟုတ်ဘူးထိန်းချုပ်နေပြီတော့ရဝါတော့မှပွင့်လေပြောနိုင်ငံရေးမှာဘာအဆင့်မှမရှိဘူးနော်ဒါကိုကန်တို့ဆိုဝေးရောပေါ့ဗျာနိုင်ငံတကာသိအောင်လဲဘလို့မှကန့်ကွက်ပိုင်ခွင့်မရှိဘူးမြန်မာနိုင်ငံသားရေးဝင်ကြီးရုံးကနေပြီးတော့တရားဝင်ကန့်ကွက်စာလေးဒါကိုကျွန်တော်တို့ဒီလိုကြားသိနေရပါတယ်ဒီလိုလဲမြင်နေပါတယ်တရုတ်နိုင်ငံအနေနဲ့ဖြည့်ရှင်းပေးပါဆိုလို့ရှိရင်ဒီလောက်တော့တောင်းဆိုလို့ရတယ်အဲ့လောက်တော့တောင်းဆိုခြင်းမရှိတဲ့ဒီအစိုးရဟာအမျိုးသားသစ္စာဖောက်အစိုးရဖြစ်နေတာနော်နိုင်ငံကိုကာကွယ်နေတာလည်းမဟုတ်ဘူးတရုတ်အကျိုးစီးပွားကိုကာကွယ်နေတဲ့တရုတ်ရဲ့အုပ်ချုပ်ရေးမှုဦးမင်းအွန်လိုင်းနော်တရုတ်ပြည်ကဓာတ်ရိုက်ခံထားတဲ့အုပ်ချုပ်ရေးမှုဦးမင်းအွန်လိုင်းရဲ့ညံ့ဖျင်းမှုလို့ကျွန်တော်ပြောရမှာပါအဲ့တော့တရုတ်ရဲ့အုပ်ချုပ်ရေးမှုတွေပါနော်အုပ်ချုပ်ရေးမှုဖြစ်တဲ့အတွက်ကြောင့်မလို့နိုင်ငံတော်အဆင့်လိန်ညာမှုကြီးကိုကျွန်တော်ခံနေရပါတယ်အဲ့လိုလေခင်ဗျားတို့ပဲခင်ဗျားတို့ဥပမာကျွန်တော်ဥပမာတစ်ခုပေးမယ်ပေါက်ကူတော်နဲ့ဥပမာပေးမယ်ပေါက်ဆရာတော်ဗောနော်မဝင်လာသေးဘူးအဲ့တော့အခုတောင်မှကြည့်ပါလားကိုရင်ကြီးဘွားကိုတိတ်ခါချခံဆိုတာဒါကရိုးရှင်းနေတာပဲအဲ့ဒါကဆွဲခြင်းဆွဲလို့လွယ်အောင်လို့ဆိုတဲ့ပုံစံမျိုးဖြစ်သွားပြီလို့ကျွန်တော်ယူဆတယ်နော်အဲ့တော့ခင်ဗျားတို့သူတို့ပေါက်ဆရာတော်ဗောနော်ခင်ဗျားတို့လက်ခုပ်တန်နဲ့ထိုက်တန်ပါတယ်နော်ခင်ဗျားတို့ရဲ့ကြည်ညိုမှုနဲ့ထိုက်တန်ပါတယ်အဲ့တော့ခင်ဗျားတို့လည်းခင်ဗျားတို့ပဲနော်ဒီလူတယောက်ကဒီချိန်မှာဒါဆိုရင်ဒါကြီးပဲထင်လို့မရဘူးပြည်သူဘက်ကဗဟိုပြုပြီးပြောလာရင်ခင်ဗျားတို့ကြည်ညိုသင့်ပါတယ်နော်ပေါက်ဆရာတော်ကြည်ညိုဘယ်ခေါ်မလဲသူပြောလိုက်တဲ့ပတ်သက်လာရင်ခင်ဗျားတို့စမပြောသလိုပေါ့စုဝေးတံပေးလေးရရှိသင့်ပါတယ်နော်အဲ့တော့အခုလိုစင်မှာကြည်ညိုသင့်တယ်ခုဆိုရင်ကိုရင်ကြီးဘွားရောက်သွားတာတကြောင်ဆက်သွယ်ရေးပြင်ပကိုရောက်သွားတာတကြောင်နော်ပြီးတော့လို့ရှိရင်အခုဆိုရှင်ပေါ့နော်သူ့အတွက်အတိုင်းတာတစ်ခုထိထိန်းသိမ်းရမယ့်ပုံစံထိအောင်မှရှိလာတယ်နော်ဒီလောက်ပဲကျွန်တော်ပြောချင်ပါတယ်အဲ့တော့သူတို့ချင်းကြမှာဟာဘာမှမဖြစ်အမှန်တရားကမြန်မာပြည်မှာတဲ့ပြောမရလေဒီနေ့လွတ်တော်ထဲမှာတဲ့တရားပြန်ဖွင့်ဖို့ကိစ္စလေးမေးတာတဲ့ကြည့်ရလားတဲ့ပြန်ဖြေတဲ့စစ်ဒုဝင်ရဲ့အကြည့်ရောကြည့်မိရဲ့လားအေးအဲ့ဒါပေါ့အဲ့ဒါမျိုးပေါ့ဗျာနော်ကျွန်တော်တို့ကဒီအမှန်တရားအတွက်ကျွန်တော်တို့ပဲအားကိုးရမှာပြည်ပမှာရှိနေတဲ့သူတွေကိုအားကိုးရမှာနော်အဲ့တော့အမှန်တရားပြောဖို့အတွက်ကဦးမင်းအွန်လိုင်းပင်လင်ပြည်ပမှာရှိတဲ့သူပဲသူအားကိုးရတာပြည်တွင်းကလူတွေဘယ်သူမှအားမကိုးရဘူးသူလည်းသိတယ်နော်သူလွှင့်တဲ့ MRTV သူကိုယ်တိုင်ရောကြည့်မယ်ဟုတ်လားသူလွှင့်တဲ့အမြောက်ရီတို့ MRTV တို့သူစစ်တပ်တော်မှာကြည့်တာလုံးဝမကြည့်ဘူးကျွန်တော်ဒါနဲ့ပတ်သက်ပြီးအချက်လက်တွေတခုတွေ့ပါတယ်ဟိုတုန်းက MRTV တို့မြောက်ရီတို့ဆိုပြီးတော့နိုင်ငံတကာကိုလွှင့်လိုက်တာဟို IB ကနေကြည့်နေတာပေါ့ကြည့်တဲ့အခါမှာအဲ့ဒီ MRTV ဝင်းတဲ့သူတွေတောင်မှအပြည့်မကြည့်ကြဘူးဘယ်သူမှမကြည့်တာနော်ဘာကြောင့်လဲဆိုတော့ plane to ဘူးဆိုဘယ်လိုခေါ်မလဲအဲ့တော့သူတို့ဘောမအတန်သူကပြန်နားမထောင်ဘောမတွေအော်လို့ဘာမှဖြစ်မလားအဲ့ဒါပဲအမှန်တရားအော်မဲ့သူတွေရဲ့စကားကိုပဲသူတို့စိတ်ဝင်စားပါတယ်နော်
အဲ့တော့ဗျာအဲ့တော့ခင်ဗျားတို့ကလည်းကိုအခြေအနေကိုမသိဘူးပြည်ပြရောက်တဲ့သူတွေကပြည်ပြေးတွေတို့နော်ပြည်ပကျွန်းတွေတို့ခင်ဗျားတို့ပြောနေတာခင်ဗျားတို့မှတကယ်နော်အာနာပိုင်ရဲ့ကျွန်းနော်ခြားစားသမားတွေရဲ့ကျွန်းတကယ်ကျွန်းထဲမှာတကယ်ကျွန်းအနေဆုံးဖြစ်နေတာကိုပြန်မသိဘူးသူများတော့ပြည်ပြေးတွေကျွန်းတွေရှောက်អော်နေတာအမှန်တရားကြီးတော့ပြောခွင့်မရှိတာလူဖြစ်ရှုံးတာဗောဗျလောကမှာလူကဆင်းရဲနဲ့ချမ်းသာခြင်းနှစ်ခုပဲရှိမယ်ဒါပေမဲ့တော့အမှန်တရားစိတ်သုံးနေတဲ့အရက်မှာနေရတာတော့ကျွန်တော်တို့လူဖြစ်ရှုံးတာမရှိဘူးခင်ဗျားတို့လူဖြစ်ရှုံးတာခင်ဗျားတို့မှလူဖြစ်ရှုံးတာအမှန်တရားပြောရတတိရှိပြောရမယ်အရာအထင်းချုပ်မှုမရှိအောင်ပြောရမယ်အဲ့လိုမျိုးချိန်ခံဥပဒေမှာလည်းပြဋ္ဌာန်းထားတယ်အဲ့ဒါတော့မှခင်ဗျားတို့ပြောမရဲပဲနဲ့ကိုကျွန်းဖြစ်လို့ဖြစ်မှမသိဘူးသူများတော့ကျွန်းနေပြပကျွန်းနေပြည်ပြေးရှောက်အောင်တယ်အမှန်တရားမှန်ရင်ထောင်ကြရင်ကြမကြရင်သေမသေးပြည်ပြေးပဲနော်အဲ့လိုမျိုးရှိအဲ့မှာကြံနေတဲ့သူတွေကတော့တုတ်ခါတီးခါငါးတွတ်တယ်လို့တဲ့တော်မပြောရဲတဲ့ဘဝတွေပါတနာစရာပါနော်